football ညီကိုတငယ်ချင်းများအားလုံးပဲမင်္ဂလာပါဒီကနေ့ကတော့ဒါကျွန်တော်တို့ National Star 2002ပေါ့လေ2002ကကျွန်တော်ဆိုတော့ကျွန်တော်ဘရာဇီးတို့ကမ္ဘာဖလားရတဲ့နှစ်ကပေါ့လေဆိုတော့ဒီဘောက်ကိုတော့ကျွန်တော်ကတော့တထေးစာဘောက်လို့ပဲပြောရပါမယ်ဆိုတော့ကျွန်တော်ကတော့ဒီဘောက်ဒီကနေ့မှာတော့ဒီ National Star 2002ဘောက်ရဲ့ review စကေးအသီး level 20တွေအကြောင်းကိုကျွန်တော်အမြင်လေးပြောပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့တိုက်ဆိုင်တဲ့ညီကိုတွေအနေနဲ့တဘောတူလို့လက်ခံလို့ရတော့မတိုက်ဆိုင်get တွေရှိတော့ဒါမတိုက်ဆိုင်လို့ပေါ့လေပေါ့နော်မတိုက်ဆိုင်နဲ့လိုက်ကြပေါ့ဆိုတော့ဒီကနေ့မှာတော့ကျွန်တော် National Star 2002ကကျွန်တော်တို့ David Beckham ပြီးတော့ Rivaldo နဲ့ Oliver Kahn တို့တော့ပါဝင်လာပါတယ်ဆိုတော့ David Beckham နဲ့မှာတော့ special စကေးအနေနဲ့ 8 crossing ရဲ့ phenomenal pass ရဲ့Rivaldo ကတော့ low screamer ရဲ့ magnetic v ပြီးတော့ GK တရိုက်ဒီတစ်ဖက်ပေါ့လေ Oliver Kahn ဆိုတော့ဒီဘောက်ကိုပြောရမယ်ဆိုရင်တော့ဒီဘောက်ကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ဟိုတာဘေးဘောက်ကဘောက်ကိုပဲတကယ်ကောင်းတဲ့ကောင်ကတယောက်ဖဲထည့်ပေးထားတယ်ဒါ Brazil fan တွေရှိရင်တော့ sorry ပါဒါတကယ် lighting လားဆိုတော့ကျွန်တော်အမြင်ရဆိုတော့ဒါ lighting နဲ့ဘောက်တော့မဟုတ်ဘူးဒါပေမဲ့ဘလို့လူတွေကမဖြစ်မနေလိုက်ရမလဲဆိုတော့ဂျန်ကိုလာတို့အီဗာမိုဘတ်တို့လိုရှေ့မှာတဲ့ဟိုဒိုင်းနဲ့တိုက်မဲ့ဂဇာမားတွေကိုကန်နဲ့ဂဇာမားတွေနဲ့ကန်တင်တိုက်ထားပြီးတော့စော့တဲ့သူတွေဆိုရင်တော့ဒေးဗစ်ဘက်ခမ်ဘောက်ကိုလိုက်လို့ရတဲ့ထိုင်ကလည်းအရင်နှစ်ကဒေးဗစ်ဘက်ခမ်နေရှိရင်ဒါတော့မလိုဘူးအဲ့လိုမျိုးကြီးမလိုဘူးဆိုတော့ဒီအရင်ဆုံးဒီဟိုမှာပေါ့လေအိုလီဗာခန်းမှာကစကေးတွေတော်တော်များများစုံလာတယ်အိုလီဗာခန်းဂျာမနီဖန်နေရှိရင်တော့ဒါလိုက်လို့ရပါမယ်တခြားလူတွေကတော့ဂိုလမားကိုအတီးပြုတ်ပြီးလိုက်ရမယ်ဆိုရင်လိုက်စရာမလိုပါဘူးဆိုတော့ဒီမှာစစ်ပလီယာစကီရလေ GK height man GK long throw GK penalty save ball capacity ဖိုင်ဒနီစပရစ် GK တရီဒဖန်အကုန်လုံးကိုစုံနေအောင်ပါပေးတာအဲစကေးကတော့ဘာမှလို့မလို့လို့တောင်ပြောမယ် weight back luanda back through back အဲ့ဒါတွေပဲပေါ့နော်တခြားဘာမှတော့မလို့ GK low back ဘာမှတော့မလို့ဘူးပြ low backဆိုတော့ဘာမှတော့မလူတော့အောင်ပေါ့လေပြီးတော့ဒီမှာ shoulder width တွေဘာတွေကလည်းဒါကျွန်တော်တို့ over တွေများတယ်ဆိုတော့ကျွန်တော်ပြောလို့ပဲ GK တယောက်ထက်ကိုပဲ Oliver Kahn ဖန်လည်းမဟုတ်ဘူး GK တယောက်ထက်ကိုပဲလိုချင်လို့လိုက်ရမယ်ဆိုရင်တော့ဒီဘောက်ကိုကြော်လိုက်ပါနောက်ဘောက်ကိုဆောင်းလိုက်ပါဆိုတော့ goalkeeper မှာ101ဆိုတော့မစိုးဘူး cap ချီမှာက89ဆိုတော့ဒီကောင်တော့ဖုံးတကူဖြစ်အောင်မလားပဲအဲ့ဒါဆို Oliver Kahn ဒီကျွန်တော်တို့ဒီ free 105 free ကက်ကြီးပေးပြီးကြတဲ့ကအမြဲတမ်းဖုံးတကူတခါတလေဒီမြဘက်ကပါလာရင်အရန်သွင်းရခက်တယ်အရန်ပုတ်တယ်ဆိုတာကတပွဲတလေပဲအဲ့ဒါတပွဲတလေပဲနှစ်ပွဲသုံးပွဲလောက်ဆက်တွေ့ကြည့်အဲ့ကောင်ဖုန်းလိုကိုရှေ့ဒါကြောင့်အဲ့ဒီဟာတွေပြီးပြီးကြတဲ့ဒီကောင်ကြီးကိုတချို့ရောင်းမြန်ပြန်ပြီးမြင်တော့အရင်တော့ Oliver Kahn ဆိုရင်အရန်မျောလင့်ဆောင်စားနေကြရတာဒါပေမဲ့အခုကျတော့မဟုတ်တော့ဘူးရောင်းမြန်ကြီးဖြစ်သွားပြီ Oliver Kahn ဆိုရင်အဲ့ free ကကြီးကိုပြေးပြီးမြင်နေကြတယ်ဆိုတော့ကျွန်တော်ကတော့ကြော်လိုက်ပြီ Oliver Kahn တော့ဆိုတော့ကြော်လိုက်ကြပါဆိုတော့ဒုတိယကတော့ Rivaldo ပေါ့လေ2000ဆိုတော့ကျွန်တော်ထင်တာကျွန်တော်မှတ်တာမှတ်ရင်ဘရာဇီးဟိုရတဲ့နှစ်ထင်တာပဲဗျကမ္ဘာဖလားရတဲ့နှစ်ထင်တာပဲဒီကောင်လဲအဲ့ဒီထဲမှာပါခဲ့တယ်ဆိုတော့ဘူစတာမာကကျွန်တော်တို့ဘောဒီကောင်က AMF ဆိုတော့ဘောကယ်ရီယန်ကိုထားရမယ်ဗျမန်နေဂျာမှာတရားခွင်တော့မတက်မ်းဘူးဆန်းတော့ကြည့်အောင်ပါဗျာနော်ဆန်းတော့ကြည့်အောင်ဆိုတော့ဒီလိုတော့ဒီလောက်လေးပဲဆိုတော့ Rivaldo မှာကသူက whole player နဲ့လာတယ်ဒီမှာကျွန်တော်ပြောချင်တာကဒီဘောက်ကိုဘာကြောင့်အဲ့လိုမျိုးပြောရလဲဆိုတော့ whole player ကျွန်တော်တို့ whole player လောကမှာအကောင်းဆုံးဖြစ်တဲ့ Gullit တို့ Johan Cruyff တို့ရှိနေတာကို Rivaldo whole player နဲ့လာတယ်ဆိုတော့ EMF လာနေဆိုတော့ကျွန်တော်တို့ Brazil fan မဟုတ်ရင်ဒီဘောက်ကလုံးဝကြော်တင်းနဲ့ဘောက်တော်ပြောမယ်ဘောက်ကွန်ထိုးနဲ့ dribbling တရားတဲ့ဒါစက်တက်တွေကတော့ဟိုအညံနေလားဆိုတော့မဟုတ်ဘူးစက်တက်တွေညံလို့ပြောတာမဟုတ်ဘူးသူ့ရဲ့ special skill နှစ်ခုကလည်း low set creamer နဲ့ magnetic field ဆိုတော့ဒါဘောက် another white မှာ AMF ထားဆိုရမှာဆိုတော့ဘောက် another white မှာ magnetic field skill ပါတာတော်တော်လေးသဘောကျတယ်လို့ဆိုပေမဲ့လည်းဒါဂူလေးတို့ဂျိုဟန်ဖိုက်တို့ရှိနေတဲ့ Messi တို့တောင်ထားကစားလို့ရတယ်ဗျာအဲ့လိုမျိုးချိန်မှာဒီကောင်းကိုလိုက်ပြီးတော့ AMF သုံးရမယ်ဆိုတာကြီးတော့တိတ်သဘောမကျဘူးဆိုတော့မိမိတို့အနေနဲ့ဘောစီဖြစ်ခဲ့တဲ့ Brazil fan ဖြစ်ခဲ့တဲ့ဆိုရင်တော့လိုက်လို့ရတယ်လိုက်ပါလို့ပဲပြောရမယ်ဆိုတော့ကျွန်တော်ကတော့သဘောကျလားဆိုတော့ဒါသဘောမကျဘူးဒီမှာဆိုလဲဟိုက American Cat ဆိုတော့ဒါကျွန်တော်တို့ event နေလာရင်လဲဟိုထဲမှာလဲ play ဒီအတင်းနေထဲမှာလဲထည့်ပြီးဆော့ရရမယ်ပုံမပေါ်ဘူးဆိုတော့ကျွန်တော်ကတော့ကြော်ပါတယ်ဘောစီလည်းမဟုတ်ပါဘူးဆိုတော့မိမိတို့အနေနဲ့ဘောစီတွေဖြစ်တဲ့တတိတွေဖြစ်တဲ့ဆိုရင်လည်းလိုက်လို့ရပါတယ်
ဆိုတော့ဒီမှာကျွန်တော်တွေကဘာမှ trade rule လောက်ကျွန်တော် am လန့်နေပါလေတော့ဝါရောင်လေးဆိုမဆိုးတော့မဆိုးပေါ့လေဆိုတော့ကျွန်တော်တွေကဘာမှ trade rule တော့မရှိဘူးlong range shooting တကယ်လို့ like ခဲ့ရင်တော့ဘာစကေးရထဲမှာဆိုတာအဓိကမထဲမဖြစ်တဲ့ fighting step တွေက player တိုင်းမှာဝင်တဲ့ player တိုင်းမှာထည့်ပါပေါ့နော်ပြီးတော့ဒီဟိုကန်တဲ့တိုင်းမဟုတ်ဘူးကိုကဒီဘော position ယူပြီးဆော့မယ်ဆိုတော့ one tap back ထည့်ပါပေါ့နော်သူတို့ passing ထည့်ပါပေါ့နော်ဒါတော့ဒါ AMF player ဖြစ်လို့ရှေ့ကိုမြှုပ်ထုတ်ပြရတယ်လောပြီးတော့ debit shoot ပေါ့လေ debit shoot ထည့်ပါပြီးတော့ဝိပက်ကဒီမှာထည့်စမ်းမလို့ဘူး pin back crossing မလို့ဘူးပြီးတော့ဒါဘာမလို့ဘာထဲဟို double tap ထည့်လိုက်ပါပေါ့နော် AMF ဖြစ်တဲ့ပေါ့လေဒါထည့်တဲ့စကေးတွေပေါ့လေဆိုတော့နောက်ဆုံးကတော့ David Beckham ကတော့နည်းနည်းလိုက်ရမဲ့သူတွေနည်းနည်းများလိုက်မယ်ဆိုတော့ဘယ်လိုလူတွေလဲဆိုတော့ဒါ David Beckham ကတရားခွန်ထီလဲတက်တယ်ပေါ့လေတရားခွန်ထီလဲတက်တယ်ယူရမယ့်ဟာကျတော့ odd the ball တစ်ခုရရတယ်ကျွန်တော် odd the ball တစ်ခုပဲတွေ့သေးတယ်ဆန်လဲဆန်တခြားဟိလဲဆန်မကြည့်ရသေးဘူးတရားခွန်ထီတက်မယ်ပြီးတော့သူရဲ့အဓိကအလုပ်က cross special လေးပေါ့လေရှေ့မှာ Jangola Ibrahimovic တို့လို bullet header တွေရှိနေဖို့လိုတယ်ဒါဝင်နူးနက်တို့လို bullet header တွေရှိနေဖို့လိုတယ် bullet header မရှိဘဲ David Beckham ကိုလိုက်မယ်ဆိုရင်တော့ဒီကောင်တော့တော်တာပေါ့လေဆိုစပီ94နဲ့ stamina 94ဖြစ်လို့တော်တော်လေးလည်းအသုံးဝင်မယ်ဆက်သက်တွေဖြစ်တယ်ကဲပါဝါ95ရှိတယ်ဒါရှိုးတော်လန့်ဒီဟာတွေကနဲနေပြီပြဿနာမရှိဘူးဒီပြီးတော့သူ့ရဲ့ scale တွေကလည်းတကယ်မှန်ကန်နဲ့ H crossing ပေါ့လေ H crossing ရဲ့ phenomenal back cutting CD အကုန်လုံး one tap back weight back hard line shoot လောက်ခဏသူတို့ back အကုန်လုံးကိုစုံနေပြီဒါအဲ့ဒါဟိုမှာဘာတွေထပ်ထည့်ရမလဲဆိုတော့ fighting separate ကျွန်တော်ပြော fighting separate outside color low low pass so control master ဒါတွေပဲထည့်master ကတော့ကျွန်တော်လူတယောက်နဲ့တွေ့ပြီဆိုရင်ကဒါလေးနောက်လှည့်ပြီးထွက်တော့ရဟာလေပေါ့လေတော်တော်လေးအသုံးဝင်တယ်ကျွန်တော်အားတွေတော်တော်ပြောကြတယ်ပြီးတော့သူ့ကို RW မှာထားပြီးဆောက်လို့ရပါတယ်RMF ပေါ့လေဆိုတော့ကျွန်တော်ဒီဘောက်ကကျွန်တော်ပြောလို့ပဲတကယ်တထေးတွေလိုက်ရမယ်ပေါ့တထေးတွေပဲလိုက်တဲ့ပေါ့ကျွန်တော်ကတော့ဒီ David Beckham fan England fan နဲ့ရှိရင်တော့လိုက်လို့ရတယ်ဒါ Real Madrid ပေါ့လေ Real Madrid နဲ့မှာ Real Madrid တင်းနေဆိုတော့ Real Madrid fan တွေဆိုရင်လိုက်လို့ရတယ်ဒါကျွန်တော်ကတော့ David Beckham တယောက်ထဲပြောနေဆိုတော့ကျွန်တော်ကတော့မလိုက်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော် Kvaratskhelia ကို David Beckham နဲ့ပို့ပြီးတော့ကြိုက်တယ်ဒါပေမဲ့ကျွန်တော်ဆော့နေတဲ့ကစားကွက်ပေါ်လဲမူတည်ပြမိမိတို့ဆော့တဲ့ကစားကွက်ပေါ်လဲမူတည်တယ်ကိုဆော့နေတာကဘယ်လိုကစားကွက်မျိုးနဲ့လဲကျွန်တော်တို့က၄နှစ်နဲ့စောနေတဲ့ကစားကွက်မှာဘက်ခန်းကြီးကိုထားပြီးလိုက်လို့တော့မရဘူးကြာတောင်မန်းဖြတ်တယ်တော့ကျွန်တော်ဆက်နေတဲ့ရှေ့မှာအီတူးနဲ့ဘာပီကိုထားပြီးစော့တယ်ခေါင်းဒီကောင်တွေကခေါင်းတိုက်တဲ့ကောင်တွေမဟုတ်ဘူးဗျတဲ့လားခေါင်းတိုက်တဲ့ကောင်တွေမဟုတ်ဆိုတိုက်တယ်ဗျအလားကြီးမဟုတ်ဘူးသူအဲ့လိုမျိုးဆိုရင်ကျွန်တော်ကမလိုက်ဖြစ်ဘူးဥပမာKvaratskheliaဆိုရင်ကျွန်တော်ကြိုက်တဲ့ position တွေလည်းဖြစ်နေတယ်ဒီတော့ကျွန်တော်ကြိုက်တဲ့ player လည်းဖြစ်တယ်ပေါ့လေပြီးတော့ PSG ကစားသမား2ယောက်လည်းပါနေတယ်ပုံမှန်ဆိုကျွန်တော်ကလိုက်ရမယ်ဟာဒါပေမဲ့ special skill က black color မဟုတ်လို့မလိုက်ဘူးဆိုတဲ့ဆုံးဖြတ်ချက်နဲ့ကျွန်တော်မလိုက်ဘူးဆိုတော့အဲ့လိုမျိုးမဟုတ်ရင်ပေါ့လေဒီ football ဆိုတဲ့လူတိုင်းကကျွန်တော်ချမ်းသာလို့ဆိုကြတာမဟုတ်ဘူးဝါဒတာရတာစော့နေကြတာဆိုတော့ကျွန်တော်ကအဲ့လိုမျိုးအချက်တွေနဲ့မကိုက်ညီရင်ကျွန်တော်စော့နေတဲ့ကစားကွက်နဲ့မကိုက်ညီမလိုက်ဘူးအဲ့လိုမျိုးလည်းရှိတယ်ပေါ့လေကျွန်တော်ရမ်းကြိုက်တဲ့ player ကျွန်တော်ပေါက်ထမှာကျွန်တော်ရမ်းကြိုက်တဲ့ player 2ယောက်မှပါရင်လည်းမလိုက်ဘူးကျွန်တော်ရော်ဒန်ညိုလိုမျိုးဆိုတာကျွန်တော်ရမ်းကြိုက်တယ်ဒါပေမဲ့သူ့တုန်းကကျွန်တော်ကြိုက်တဲ့ player သူတယောက်ပဲပါလာပြီးတော့ AMF ကကျွန်တော်တို့အခြား player ထားဆိုအဲ့တုန်းကကျွန်တော် AMF 2ယောက်လည်းမဟုတ်တော့မလိုက်ဖြစ်လိုက်ဘူးပေါ့လေအခုချိန်ပုံစံမျိုးနဲ့စော့နေတဲ့ပုံစံမျိုးနဲ့ဆိုတော့ရော်ဒန်ညိုကိုလိုက်ဖြစ်မိမှာဒါပေမဲ့အဲ့တုန်းက AMF ကတယောက်ပဲထားဆိုမလိုက်ဖြစ်ဘူးအဲ့လိုမျိုးပေါ့လေအဲ့လိုမျိုးတွေဆိုတော့ဒီဘောက်ကကျွန်တော်ပြောလို့ပဲဒါတသေးစာပေါက်ပေါ့လေကျွန်တော်ကတော့ကြော်ပါတယ်မိမိတို့အနေနဲ့ national ဆန္ဒရှင်တော့လိုက်ကြပါဆိုတော့ဒီကနေ့ကတော့ဒီတော့ပါရတခြား trade တော့မရှိဘူးဗျကျွန်တော်ပုံမှန်လိုက်မယ် national event နဲ့ national event ဘာညာဒါပဲလာတော့ဆို trade တော့မရှိဘူးဆိုတော့မင်းည division 1ကိုရောက်ခဲ့တယ်ပေါ့လေဆိုတော့အဲ့ဒီဗီဒီယိုလေးတနင်္ညရောက်ခဲ့တာပေါ့လေအဲ့ဒီဗီဒီယိုလေးလည်းကျွန်တော်ကထပ်ပြီးတင်ပြဖို့ရှိတယ်တချို့ဒီZola ကိုမတုံးတက်ကြဘူးဆိုတဲ့သူတွေလည်းရှိတယ်ဆိုတော့ Zola မတုံးတက်တဲ့လူတွေအတွက်လည်းဗီဒီယိုလေးတစ်ပုဒ်ရှိပါတယ်ဆိုတော့ဖြည်းဖြည်းချင်းတင်ပြပါမယ်ဆိုတော့ဒီကနေ့တော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်